မန်ယူအသင်းမှာရိုင်းနီးပြကာရီလက်ထက်နှစ်ပွဲဆက်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ဒိမတ်တောင်ပန်ကစားသမားဒေါ်ကိုဟာတကောက်ကျော်တန်ရာကြောင့်10ပတ်ဝင်ခြင်းအနားယူရမယ်လို့သိရပါတယ်။22နှစ်အရွယ်ဒေါ်ကိုဟာ2025ဖေဖော်ဝါရီမှာလက်ချီကနေမန်ယူအသင်းကိုပေါင်25တန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးပြိုင်ပွဲစုံ44ပွဲကစားက3ဂိုးသွင်းယူပေးထားပါတယ်။ဒေါ်ကိုဟာမန်ယူအသင်းခြေစွမ်းပြနိုင်ပွဲဆက်ခဲ့တဲ့မန်စီးတီးနဲ့အာဆင်နယ်နှစ်ပွဲစလုံးမှာပွဲထွက်ခွင့်ရရှိခဲ့ရုံသာမကတပွဲတကိုးသွင်းယူပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့အာဆင်နယ်ကိုအနိုင်ရတဲ့ပွဲမှာညာဘက်တစ်ကောက်ကျော်ထင်ရရရှိခဲ့တာကြောင့်မိနစ်80ကျော်မှလူစားလဲခံခဲ့ရပြီးစမ်းသပ်စစ်ဆေးမှုတွေအရ10ဘက်ဝန်းကျင်အနားယူရမယ်လို့ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ကြတာပါ။ဒေါ်ကိုရဲ့တရားသတင်းကိုမန်ယူအသင်းကအတည်ပြုကြေညာခြင်းမရှိသေးပေမဲ့မီဒီယာတွေကတော့ဒေါ်ကိုအနေနဲ့ဧပြီလအစောပိုင်းမှာသာပြန်ကစားနိုင်မှာဖြစ်လို့မန်ယူအသင်းရဲ့ပွဲစဉ်10ပွဲကိုလွဲချော်မှာဖြစ်တယ်လို့ဒိမတ်အသင်းရဲ့2026ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off ပွဲစဉ်ကိုလည်းလွှဲချော်ရမှာဖြစ်ကြောင်းဖော်ပြခဲ့ကြပါတယ်။ဒေါ်ကိုရဲ့တရားပြဿနာကမန်ယူအသင်းအတွက်ထိုးနှက်ချက်ဖြစ်စေခဲ့ပေမဲ့ကုညာကလည်းခြေစွမ်းပြနေတာကြောင့်စိုးရိမ်စရာမရှိကြောင်းသုံးသပ်မှုတွေလည်းရှိနေပါတယ်။